website ကိုချိတ်ဆက်ထားတဲ့တင်လို့ရမှာကဒီကတင်ရဲ့ website နဲ့ဖုန်းကိုယူလိုက်ရုံပါပဲပြီးတော့ Google Play ဒါမှမဟုတ် App Store ကနေ download လုပ်လို့ရတဲ့ web app ရှိနေဖို့လည်းလိုပါတယ်အခု app ရှိပြီဆိုရင်တော့အဲ့ဒါကိုဖွင့်လိုက်ရုံပါပဲပြီးရင်တော့အခုလိုမျိုးပင်မမျက်နှာပြင်ကိုရောက်တော့ပါလိမ့်မယ်ဒီစာမျက်နှာကိုရောက်ပြီဆိုရင်ကျွန်တော်စီမှာရှိသလိုမျိုးကျွန်တော်မှာ website ရှိပါတယ်ဆိုတာကိုနှိပ်လိုက်ပါဒီမှာဆက်မရှိတဲ့ app ကိုတုံးလို့ရမှာမဟုတ်ပါဘူးဒီအပေါ်ကခလုမှပေါ့နော်ပြီးတော့ account မရှိတဲ့လည်း account အသစ်တစ်ခုဖွဲ့လိုက်ပါဒီကနေ့ဆိုပြီးတင်ဆက်ကအသုံးပြုဖို့အစင်းတင်းထေစေဖို့ app ကအစင်းစင်လမ်းညွှန်ပြပါလိမ့်မယ်ဘူးဖောက်ဖို့နဲ့အားသွင်းဖို့ပြောပါလိမ့်မယ်အားသွင်းနေကတော့အားမသွင်းထားရင်ချိတ်ဆက်လို့မရနိုင်လို့ပါဒီအားသွင်းဆက်အသေးလေးကိုယူပြီးတော့အပေါ်ဘက်ကနေအခုလိုမျိုးတက်လိုက်ရုံပါပဲအဲ့ဒါကအန်ကိတ်ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်ပြီးတော့အားသွင်းနေတယ်ဆိုတာကိုပြတဲ့အစိမ်းအောင်မီလေးလွတ်လာပါလိမ့်မယ်အကယ်၍ဘက်ထရီဘက်ကအားမရှိရင်တော့ဒီအပေါ်က USB-C ပေါက်ကနေတရှင်းအားသွင်းနိုင်ပါတယ်10မိနစ်ကနေမိနစ်20လောက်အားသွင်းပြီးရင်တော့ app နဲ့ချိတ်ဆက်လို့ရပါပြီလုံးနေကတော့80ရန်ဆိုတာကိုထပ်နှိပ်လိုက်ရုံပါပဲပြီးရင်တော့ပုံမှန်အဖြစ်အလိုအရောက်ချိတ်ဆက်မှုစနစ်ထဲကိုရောက်သွားပါလိမ့်မယ်ဒီမှာမီးလင်းလာတာကိုတွေ့ရပါလိမ့်မယ်ပြီးတော့ချက်ချင်းဆိုသလိုပဲတင်အနီးအနားမှာရှိတဲ့ချိတ်ဆက်နိုင်တဲ့ set အားလုံးပေါ်လာပါလိမ့်မယ်ကျွန်တော်မှာတော့ website နှလုံးရှိနေပါတယ်အဲ့ဒါကြောင့်နှစ်ခုပေါ်နေတာပါဒါပေမဲ့အခြေခံအားဖြင့်တော့တင်ချိတ်ဆက်ခြင်းတဲ့တစ်ခုကိုနှိပ်လိုက်ရုံပါပဲပြီးရင်ဒီစာမျက်နှာပေါ်လာပါလိမ့်မယ်အဲ့ဒီမှာချိတ်ဆက်ရန်ဆိုတာကိုနှိပ်လိုက်ပါအခုမြင်ရတဲ့အတိုင်းပဲရှေ့ဆက်ရန်ခလုတ်ကိုနှိပ်လိုက်ပါအခုဆိုရင်ကျွန်တော်တို့ရဲ့ website ကိုအောင်မြင်စွာချိတ်ဆက်ပြီးပါပြီဒီကနေ့စပြီးတင်ရအကောင့်ကိုတည်ဆောက်လိုက်ရုံပါပဲတင်ရဲ့ email လိပ်စာကိုထည့်လိုက်ပါဝယ်တင်အသုံးပြုခြင်းနဲ့လူဟတ်နံပါတ်နာမည်အရင်မျိုးရိုးနာမည်နဲ့အသုံးပြုသူအမည်တို့ကိုထည့်ပါရှေ့ဆက်ရန်ကိုနှိပ်ပါအခုမြင်ရတဲ့အတိုင်းပဲတင်အမှန်တကယ်နေထိုင်တဲ့နိုင်ငံကိုရွေးချယ်ပါပြီးရင်ရှေ့ဆက်ရန်ကိုထပ်နှိပ်ပြီးပြည်နယ်ကိုရွေးပါအခုမြင်ရတဲ့အတိုင်းပဲအခြေခံအားဖြင့်ဒီဖုန်းတွေကချက်လက်အလုံးကိုချိတ်ဆက်နိုင်ပါတယ် iPhone ပဲဖြစ်ဖြစ် Android ပဲဖြစ်ဖြစ်တင်ရ web app နဲ့ချိတ်ဆက်နိုင်ပါတယ်အဲ့ဒါကကျမကြီး app ထဲမှာတင်ရကယ်လိုရီလောင်ကျွမ်းမှုညာချီလန်ရဲ့ရပ်ပတ်အားလုံးကိုပြပေးမှာပါဒါပေမဲ့အဲ့ဒါတွေက web ကနေလာတဲ့ချက်လက်တွေဖြစ်ပါလိမ့်မယ်ပြီးရင်ရှေ့ဆက်ရန်တို့နှိပ်ပါပြီးတော့အခြေခံအောင်ဖင်းတင်ခွင့်ပြုချက်ဖိလိုက်ရုံပါပဲပြီးရင်ဒီမှာတင်ရမွေးတက်ကရနဲ့အရက်အမေကိုထည့်ပါကိုလေးချိန်နဲ့လိမ်မျိုးစောက်လေးထည့်ပါအဲ့ဒီနောက်မှာတော့ credit card အချက်လက်တွေကိုထည့်ရပါမယ်ဘာလို့လဲဆိုတော့တနည်းပလီရင်အဖို့လူဝင်ထက်တန်တူဖို့ငွေကောက်ခံမှာမို့လို့ပါဒါပေမဲ့တင်ဖြတ်တင်လို့ရပါတယ်ဒီကနေ့စပြီး web app ကိုတုံးနိုင်ဖို့အတွက်စီကံချက်အားလုံးကိုသဘောတူညီပေးရမယ်အားလုံးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ website ကိုတုံးနိုင်ဖို့အတွက်တဲ့ account ကိုဆက်သွီးတည်ဆောက်ပေးပါလိမ့်မယ်အဲ့ဒီမှာတိလျက်ဖွဲ့ဝင်တဲ့စီစဉ်ကိုအစိမ့်မြင့်ဖို့ကလန်တာမျိုးရှိနိုင်ပါတယ်ကျွန်တော်ကိစ္စမှာတော့အစိမ့်မမြင့်ချင်လို့တုံးကြကိုနှိပ်ပြီးရှေ့ဆက်ရန်ကိုနှစ်ကျင်းသုံးကျင်းလောက်နှိပ်လိုက်ပါတယ်ပြီးတော့ရှေ့ဆက်ရန်ကိုနောက်ထပ်နှစ်ကျင်းသုံးကျင်းလောက်ထပ်မိပါအဲ့ဒီအခါ Hoop app ကနေကြိုးဆိုရဲအကြံပေါ်လာပါလိမ့်မယ်အဲ့ဒီမှာ app ကဘလို့အလုပ်လုပ်တယ်ဆိုတာကိုအကြံဖြင့်ကြည့်နိုင်ပါလိမ့်မယ်အခုဆိုရင်သင်ရဲ့ website ကိုအောင်မြင်ဝိုင်းတိဆောက်ပြီး app နဲ့ချိတ်ဆက်ပြီးပါပြီ